အိမ်ထဲကပရိဘောဂတွေအားလုံးအပေါ်ကိုလွင့်ပြန်နေတာကိုမြင်လိုက်ရတဲ့အတွက်ထိုမျိုးသမီးဟာအလွန်တရာအံ့အားသင့်သွားခဲ့ပါတယ်။သူမကလက်လန်းပြီးထိတွေ့ဖို့ကြိုးစားလိုက်စင်မှာပဲရုတ်တရက်သမုတ်တရားတွေကိုပြုတ်ကျသွားခဲ့ပါတယ်။တကယ်တော့သူမဟာရေသူမတစ်ကောင်ဖြစ်သွားခဲ့တာဖြစ်ပြီးသူမရဲ့ဘေးပတ်ပတ်လည်မှာလည်းတခြားရေသူမ၄ယောက်ဝိုင်းနေခဲ့ပါတယ်။သူမဟာသူတို့နဲ့အတူစော့ကစားဖို့ပြင်လိုက်ပေမဲ့နောက်တစ်စက္ကန့်မှတင်ခရင်ပေါ်ကနေလိမ့်ကျသွားခဲ့ပါတယ်။ဒီလိုအိမ်မက်မျိုးမက်ရတာငါတော့ယူနေပြီထင်တယ်လို့သူမချက်ချင်းကလိမ့်မိသွားပါတယ်ဒါပေမဲ့ထိုရေသူမတွေဟာတကယ်ရှိနေတယ်ဆိုတာကိုသူမမသိခဲ့ပါဘူးဒါတင်မကသေးပဲအဲ့ဒီရေသူမ၄ယောက်စလုံးဟာသူမရဲ့စစ်ဆက်ထားသူဖူးစာဖက်တွေဖြစ်နေပါတယ်တကယ်တော့ထိုမျိုးသမီးဟာရေသူမနိုင်ငံတော်ရဲ့မင်းသမီးတစ်ပါးဖြစ်ပါတယ်သူမငယ်စဉ်ကတည်းကသူမကိုကာကွယ်စောင့်ရှောက်ဖို့အတွက်သူမရဲ့မိခင်ကစစ်ဆက်ထားသူ၄ယောက်ရှာဖွေပေးခဲ့တာပါဒါပေမဲ့စစ်ဆက်ထားသူ၄ယောက်လုံးအဝေးကိုရောက်နေချိန်မှာလက်အောက်ငယ်သားတစ်ယောက်ရဲ့တစ္ဆာဖောက်မှုကိုခံခဲ့ရပါတယ်သူမဟာပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးမိခင်ဖြစ်သူကသူမကိုကာကွယ်ပေးဖို့အတွက်မှတ်ဉဏ်တွေအားလုံးကိုမော်အတက်နဲ့ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။အဲဒီနောက်မိခင်ဖြစ်သူကသူမကိုလူလောကထဲကိုပို့ဆောင်ပေးခဲ့ပါတယ်။သူမရဲ့စစ်ဆက်ထားသူ၄ယောက်စလုံးဟာလည်းသူမကိုရှာဖွေဖို့အတွက်လူသားတွေအဖြစ်အသွင်ပြောင်းခဲ့ကြပါတယ်။စပင်ရွှေရောင်နဲ့ရေသူမဟာကုမ္ပဏီအကြီးကြီးတစ်ခုရဲ့ဆေးဖြစ်လာခဲ့ပြီးစပင်ပြာရောင်နဲ့ရေသူမကတော့ပြည်သက်တန်းပေါင်းများစွာရှိတဲ့အိုင်ဒေါရတော့အဆိုတော်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။စပင်ငွေရောင်နဲ့ရေသူမကတော့ကျွမ်းကျင်တဲ့ဆရာဝန်တဦးဖြစ်လာပြီးစပင်နဲ့ရောင်တဲ့ရေသူမကတော့အရက်သေးစာရောင်းတဲ့ဆိုင်ပိုင်ရှင်တဦးဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာတော့ထိုမျိုးသမီးဟာသူမရဲ့အလုပ်တစ်ကိုတွားခဲ့ပေမဲ့မတော်တဆစောတီးတန့်စီးတဲ့တက်လေကားတွေကိုရောက်သွားခဲ့ပါတယ်။စီယိုဝင်လာတာကိုမြင်တော့သူမဟာသူမရဲ့မျက်နှာကိုအမြန်ဖုံးကွယ်ထားလိုက်ပါတယ်။ဒါပေမဲ့စီယိုဟာသူ့ရဲ့ရင်ဘတ်ပေါ်ကရေသူမအကြေးခွန်လေးလင်းလက်လာတာကိုသတိထားမိသွားပါတယ်။ဒီမျိုးသမီးဟာမင်းသမီးဖြစ်နိုင်တယ်ဆိုတာကိုသူချက်ချင်းရိပ်မိသွားပါတယ်။တကယ်တော့အဲ့ဒီအကြေးခွန်ဟာမင်းသမီးရဲ့မိခင်ကသူတို့ကိုပေးထားခဲ့တာဖြစ်စစ်ပီမင်းသမီးရဲ့တရှိမှုကိုအာယုံခံနိုင်စွမ်းရှိပါတယ်ရှုပ်ကသူမကိုမျက်နှာပြဖို့ပြောလိုက်ပေမဲ့သူမရဲ့နောက်ကတက်လေကားတကားကရုတ်တရက်ပွင့်သွားခဲ့ပါတယ်သူမပြုတ်ကျတော့မဲ့အခြေအနေကိုမြင်တော့ဆီယောကသူမကိုအမြန်ဆွဲဖမ်းလိုက်ပါတယ်ဒါပေမဲ့အကြီးခွန်ရဲ့အလင်းရောင်ကရက်တန့်သွားတာကြောင့်ဆီယောကသူမရဲ့လက်ကိုချက်ချင်းလွတ်လိုက်ပါတယ်ရုံးခန်းကိုပြန်ရောက်တဲ့အခါမှာတော့သူမသွားတာဖြစ်မယ်လို့သူတွေးနေခဲ့ပါတယ်အမှန်တော့အဲ့ဒီအကြီးခွန်ဟာသူကမင်းသမီးကိုတကယ်ချစ်မှသာဆက်ပြီးလင်းလက်နေမှာဖြစ်တယ်ဆိုတာကိုသူမသိခဲ့ပါဘူးတစ်ဖက်မှာလည်းအလုတ်ဆင်းပြီးတဲ့နောက်ထိုမျိုးသမီးဟာသူမရဲ့တငယ်ချင်းနဲ့အတူအိုင်ဒေါရဲ့ဖျော်ဖြေပွဲကိုလိုက်ကြည့်ခဲ့ပါတယ်ဖျော်ဖြေပွဲမစခင်မှာသူမဟာအိမ်သာသွားချင်တာကြောင့်မတော်တဆအိုင်ဒေါရဲ့အဝတ်လဲခန်းထဲကိုရောက်သွားခဲ့ပါတယ်ဝန်ထမ်းတွေကသူမကိုယူသွနေတဲ့ပရိသတ်တယောက်ဆယ်စိန်ဖန်လို့ထင်ပြီးမောင်းထုတ်ဖို့ကြိုးစားပေမဲ့အိုင်ဒေါကတော့သူမကိုနေခွင့်ပေးခဲ့ပြီးအိမ်သာကဒုတိယထပ်မှာရှိတယ်လို့ပြောပြခဲ့ပါတယ်အိမ်သာတက်ပြီးပြန်လာတော့သူမရဲ့တငယ်ချင်းကဒီအိုင်ဒေါ်ရဲ့ပရိသတ်ဖြစ်နေတာကိုသတိရတာကြောင့်လက်မှတ်ထိုးပေးဖို့တောင်းဆိုခဲ့ပါတယ်။ထိုမျိုးသားကညှင်းဆန်ခြင်းမရှိဘဲသူမရဲ့လက်ဖွားပေါ်မှာဓာတ်ရိုက်လက်မှတ်ထိုးပေးခဲ့တဲ့အပြင်သူမရဲ့လက်ဖမိုးကိုပါနှိုက်ဆိုင်ခဲ့ပါတယ်။